လို့ကြားလိုက်တယ်။ဒါကိုကွေးကမသိပဲချက်ဆိုင်ဒီလေးနဲ့ညောင်မင်းအောက်မှာလာပူနေတာဈေးတဲ့အတော်ကြီးပါပါတယ်။အဲ့ဒါရှေ့မှာဗီဒီယိုရိုက်နေတော့သူတို့လည်းကိုင်းတော့တဲ့ကဒိုးချသွားလားမသိဘူးပေါ်မလာတော့ဘူးဟိုပါအဲ့ဒါငနေကညောင်မင်းအောက်မှာပူလိုက်သူညီမတော်ကြီးကဖျားမှာကြောက်ဖြူနေတွေ့ပြီးရှာတယ်တို့ဒိန်းအောင်တို့ဖြစ်နေတော့သူဖေဦးကျက်ကကတော့ကြားကြီးတို့လက်စာမိသွားပြီအဲ့တော့ကွေးလဲအတကုံတွေငိုးယိုပြီးတကြီးစီလာတာဝိုးမကြားကြီးကအရက်ကိုမပြောသေးနဲ့မြည်နေသေးတယ်ဟိုပါမြောင်များထင်နေလားမသိဘူးအဲချိန်နိုင်ထူးနေကလည်းအာကိုတကြီးနဲ့ဦးရဲ့မစေကိုသူဖေကိစ္စတိုင်ပြီမဲ့တကြီးရောကြားကြီးရောကမချေမငါလို့တော့နိုင်ထူးနေလဲအတကုံငိုပြီးပြန်ချလာတယ်ဟိုပါဘီလဝါဆရာကြီးဒီတခါတော့အတကုံငိုနေရပြီအလိုနဲ့နိုင်ထူးနေလဲမခံကျင်သိနဲ့သူ့အဖေအသက်ချဲထိုးပြမယ်ဆိုပြီးကျုံသွားလိုက်တာတကြီးကြီးပဲမကြပါဘူးမြေကိစ္စအတွက်ဦးတီထုတ်တို့ကထားလို့ပြန်ရောမနေဘူးတို့ကလည်းကန့်ကွာနိုင်ထူးနေကလည်းသူ့အဖေသေးထားတဲ့ကိစ္စနဲ့အကြောက်ကန်တွေတာတော့တင်းရင်တရားတွေဖြစ်နေတော့ဦးတီထုတ်သားကြောက်ဖြူကဝင်ဖြန့်ပြေးပေးလိုက်တယ်ဒါပေမဲ့ကွေးကတော့မကျေနပ်လို့ဆိုပြီးရေတွေကိုလက်သီးနဲ့လာထိုးနေတာဟိုပါကြမ်းကြမ်းစော်လေးကမီတော့လေမကျေနပ်လို့ရေပြင်းကိုလက်သီးနဲ့ထိုးနေတာဆိုပြီးသူမလို့တကူးတကားမပြောပင်တော့ထိုးရင်တော့ဟုတ်တော့ဟိုးမကွေးလုံးလိုက်ရင်အစားတွေကြီးပဲဒီပါလို့အရှိပြုံလက်သီးနဲ့ထိုးနေတာဒါသူ့ဘာသူစမ်းတာမစမ်း